တညာတိတနက်ပေါ့နော်လုံးပါတညာတိလေးတွေကိုဈေးရဝဲလာတယ်ဝဲလာပြီးတော့ရင်အရင်ဆုံးသူကဟိုပေါ့နော်ဟိုတန့်စင်ဝအောင်ပေါ့စားရည်လေးနဲ့စိမ့်ထားလိုက်တာပေါ့နိုင်ဝက်လောက်စိမ့်ပြီးတော့ရင်အဲ့ဒါလေးတွေကိုအတန်ဆေးဆေးပြီးတော့ရင်စကားလေးနဲ့စစ်ချအောင်စကားလေးနဲ့ချအောင်စစ်ထားပြီးတော့ရင်ပြီးရင်အတညာတိခလေးကတချမ်းခွဲမယ်ခွဲပြီးတော့ရင်အခုလိုမျိုးပေါ့နော်စားလေးတွေနဲ့သူ့ကိုနဲထားရင်နဲပြီးတော့ရင်ဖန်ပလင်းပေါ့အခုကတော့ဖန်ပလင်းမရှိလို့အစင်းမလို့ဒီဖန်ဘူးနဲ့ပဲထည့်မှာထည့်ပြီးတော့နေပူလှမ်းထားလိုက်ပေါ့နေပူလှမ်းတာအနည်းဆုံးကတော့10ရက်15ရက်လောက်လှမ်းရတယ်ဒါမှမဟုတ်လည်းနှစ်ပတ်အောင်လို့ထားခြင်းနဲ့ရတယ်သူကဘလို့ဘယ်နှစ်ပဲထားသူကနတ်လေးပိုကောင်းနေပဲပေါ့နတ်လေးပိုပြောဟိုတညာတိကစားလို့ပိုကောင်းနေမချင်နေပေါ့နော်အချင်ကြောက်ရင်တော့သူကကြကြလေးထားပေါ့အဲ့လိုပြီးသွားပြီဆိုရင်အဲ့ဒါလေးကိုတညာတိလေးတွေကိုထုတ်မယ်ပြပြီးလို့နတ်ပြီးဆိုထုတ်ပြီးတော့ရင်အဲ့မှာကလတ်တဲလုပ်လို့ရတယ်တညာပေါင်းလုပ်လို့ရတယ်ရှောက်တိစေးပြတညာတိစေးပြပေါ့အဲ့လိုလုပ်လို့ရတယ်တညာတိလေးတွေပေါ့နော်သူကတော့10ရက်လောက်ဖြစ်သွားပြီပေါ့နှက်ထားတာပေါ့နော်အဲ့ဒါကလေဒီမှာနေရမ်းပူတဲ့အခါကျ10ရက်လောက်နဲ့တော်တော်လေးကိုတညာတိကနှက်သွားပြီပေါ့နော်အဲ့ဒါဟိုကျမတို့ဟိုပါပေါ့နော်အကယ်ချင်းချင်းလေးကြိုက်တယ်တချို့ကတော့ဟိုပါဖြစ်တယ်ဆိုအချင်းစားနိုင်ရင်တော့9ရက်တစ်ဖက်လောက်စုံနေရတယ်ပေါ့နော်10ရက်ထားစရာမလိုဘူးနောက်ပြီးတော့ရင်ဒါမှမဟုတ်လည်းနေရမ်းမပူတဲ့နေရာတွေဆိုရင်တော့အဲ့လိုပေါ့နော်နှစ်ပတ်လို့ရက်20လောက်တော့ထားပေါ့နော်အဲ့လာလေးကိုဟိုအထက်ကအစိလေးတွေဖယ်မယ်ဖယ်ပြီးတော့ဒီလိုမျိုးလေးထည့်မယ်ပေါ့နော်ဒါတော့စက်တုံအဖြူပေါ့စက်တုံအဖြူကတော့အဲ့ကလတ်တဲနဲ့ထည့်မယ်ဟိုပါပေါ့စက်တုံအဖြူပေါ့နော်အဲ့စက်တုံကအမှန်မှန်ရှမ်းစက်တုံလေးတွေတက်တလေးတွေပေါ့အားလေးထည့်မယ်ပုံနှေးတယ်အခုကတော့ဒီမှာတော့ရှိရဲတော့ကျုပ်ကုတ်ကလေးတွေပဲဒီပြီးပြီးတော့တညာတိတနက်လုပ်ဖို့ပေါ့နော်အရင်ဆုံးစီကိုစူအောင်တင်မယ်စီကနေသူကမြင်များထည့်ရတယ်ပေါ့နော်အဲ့လာမှလည်းတညာတိတနက်ကကြာရှည်ခဏပေါ့နော်သူအကြာကြီးအဲ့လိုမျိုးထားပြီးတော့လေငါးနဲ့ချီပြီးထားစားရတယ်ပေါ့နော်အဲစီရစူပြီးဆိုရင်အခုဒီမှာတော့ပေါ့ဒီမှာအလွယ်ပေါ့နော်ကလာလေးမစလာပေါ့အလာကိုထည့်မယ်ပေါ့မြန်မာပြည်မှာဆိုတော့ကိုယ်တိုင်ခေါ်ထားတဲ့မစလာကိုထည့်တယ်နောက်ကိုစီစူပြီးဆိုရင်မီးကိုအရင်ပိတ်လိုက်ပေါ့နော်နောက်ပြီးတော့ရင်မြန်မာပြည်မှာကြတော့ရင်ဟိုဟာပေါ့နန်းနန်းစေးလို့ဟိုဟာလို့ထည့်တယ်ဖာတာလို့ထည့်တယ်ပေါ့နော်အခုကတော့အားရမရှိတဲ့အခါကျတော့ဒါနဲ့ပဲလုပ်တာဒါနဲ့ဒါနဲ့လုပ်တာလည်းအရင်ကောင်းတယ်စားလို့ကောင်းမှုန်းနေတာလေအလားကိုထည့်မယ်သူနည်းနည်းစီမှုန်းရအောင်ပေါ့ထည့်ပြီးတော့ရင်တစ်ခါအဲ့ထဲကိုမြုပ်ပြီးမှုန့်ပေါ့နော်အယောင်တင်မှုန့်ထည့်မယ်ဒီရမယ်ဒီတညာပြီးရမလှိထားတဲ့တညာပြီးထည့်မယ်ပြီးရင်ဆက်ပြန်ထည့်မယ်ပြီးရင်အထဲကိုတကြားပေါ့နော်နည်းနည်းထည့်မယ်ပေါ့နော်အချိုလေးအတွက်တကြားလေးနည်းနည်းလေးထည့်မယ်ပြီးတော့ရင်နှုတ်လိုက်ပေါ့နော်နှမ်းပါမီးကတော့ပိတ်ထားမယ်နော်စီဆူတာနဲ့မီးကိုပိတ်ထားမယ်နော်မီးကိုဖွင့်လိုက်ရင်ဒါလေးအကုန်လုံးကချစ်သွားပြီနော်အဲဒီမီးကိုပြီးတွေဟိုဟာလေးမဆလာလေးချစ်သွားရင်စားမကောင်းတော့ခါသွားပြီကဲပြီးပြီအလားကိုပြီးရမယ်ပြီးသွားရင်လေလုံးနဲ့ပလင်းလေးကိုပေါ့နော်ထည့်ထားလိုက်ထည့်ထားရင်နှစ်ပတ်အောင်ခံတယ်ပေါ့နော်ဒီဥစားစီရအပေါ်မှာမြုပ်နေအခုဒါကလုံးဝကိုတညာတိကလည်းမချင်ဘူးပေါ့နော်မချင်မဲနဲ့မှုံမွေးလေးနဲ့အရင်စားကောင်းတယ်တညာတိတစ်နက်ကလေးရပါပြီရှင်ကဲအခုဆိုရင်ကျမရဲ့တညာတိတစ်နက်မှုံမွေးလေးရပါပြီရှင်